အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေငှက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USBBN လေးကိုဖွင့်ပြီးတော့ကြည့်သွားကြဖို့မမေ့နဲ့နော်မြက်ကမ်းမင်းသားမှာဝဝနဲ့သူ့ရဲ့ယောက်ျားစောစောကစူးစမ်းပန်းစားနဲ့ဖျဲသီးစိုက်ခင်ကိုစိုက်ပျိုးနေပါတယ်အဲ့ဒီမှာဖျဲသီးတွေအကြီးကြီးပဲတင်းနေပါတယ်စောစောကြည့်ပါဦးကျမတို့ရဲ့လားတွေချီပြီးတော့ရက်တွေချီပြီးစူးစမ်းထားတဲ့အရာကအခုတော့အယောင်ထင်ဟပ်လာခဲ့ပြီဒီတခါတော့ဖျဲသီးကကြီးပြီးတော့အယောင်ကလည်းလှနေရောအတီးကအဲ့လောက်ကြီးမယ်လို့ကျမလည်းလုံးဝမမျှော်လင့်ထားဘူးကျမတို့အခုဒါတွေကိုရောင်းပြီးတော့ကိုကိုနဲ့မိနီအတွက်အင်ကြီးအသက်တွေဝယ်ပေးနိုင်ပြီသူတို့အတွက်အစားအသောက်တွေရောအိမ်မက်ဖြစ်နေတာတွေပါအားလုံးပြောင်းလဲပေးလို့ရပြီကျမတို့ရဲ့ဆင်းရဲမှုတွေလည်းလုံးဝကိုကင်းသွားလိမ့်မယ်ဟုတ်တယ်ဝဝမင်းနေညမပြတ်ဆွတောင်းခဲ့တယ်ဒါကြောင့်မလို့ဖေကကြားသွားပြီးတော့အခုလိုလုပ်ပေးလိုက်တာနေမှာအဲ့ဒီရဲ့အဝေးတစ်ပင်ကျောက်ပေါ်မှာကာလူနဲ့တင်နေရဝဝရဲ့စိုက်ခင်းတွေကိုအဝေးကနေကြည့်နေပါတယ်သူတို့ရဲ့မျက်ဝန်းတွေမှာမနာလိုမှုတွေပြည့်နေပါတယ်ကြည့်အောင်ကာလူဝဝရဲ့စိုက်ခင်းမှာဖျဲသီးတွေအကြီးပဲအဲ့ဒီဖျဲသီးကိုဒါဈေးမှာရောင်းလိုက်ရင်ကျမတို့ထက်သူကပို့ပြီးတော့ချမ်းသာသွားလိမ့်မယ်စိတ်မပူပါနဲ့တင်နေရဲ့ကိုအဲ့လိုဖြစ်ခွင့်မပေးပါဘူးဝဝပြောနေတာကိုကိုလည်းမကြည့်ချင်ဘူးအဲ့ဒါကြောင့်မလို့တခုခုတော့လုံးမရမယ်ကာလူကအဲ့လိုပြောပြီးတော့မြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြေခွေးစီကိုတွားလိုက်ပါတယ်မြေခွေးငါမင်းစီမှာအကြက်တစ်ခုလောက်လာတောင်းတာငါလေးဖျဲသီးကိုအပြစ်မှာလှပြီးတော့အထဲမှာခါပြီးတော့အစိတ်ဖြစ်နိုင်တဲ့အဲ့လိုမျိုးလိုချင်တာရော့ဒီမှာမေကုန်းနိုင်ရဲ့အဖေဒါကိုဖျဲသီးတဲ့ကိုထိုးလိုက်ဘသူဖျဲသီးကိုစားလဲစားရတဲ့သူနေမကောင်းဖြစ်သွားလိမ့်မယ်ဝဝရဲ့နာမည်လည်းလုံးဝကိုပြတ်သွားလိမ့်မယ်အားလုံးအိတ်နေတဲ့အချိန်မှာကာလူကဝဝရဲ့စိုက်ခင်းထဲကိုခိုးပြီးတော့ရောက်လာပါတယ်အမောင်အားကိုပြီးတော့ကာလူကဖျဲသီးအကြီးလေးထဲမှာစိတ်ထိုးလိုက်ပါတယ်အခုကြည့်အောင်နင်းရဲ့ဖျဲသီးကိုဘသူဝဲမှာလဲမနက်မိုးလေးတာနဲ့ပြဿနာစပြီမနဲ့နေထွက်တာနဲ့ကာလူကမင်းမင်းကိုနှိုးလိုက်ပါတယ်တာထတော့ဒီနေ့ကြီးကြီးမားမားပြဿနာတက်ဖို့ရှိတယ်ဒီနေ့ဝဝနဲ့သူ့ရဲ့မိသားစုတွေကတတော်လုံးအရှိမငိုရလိမ့်မယ်ဖေဘာကြီးလှုပ်ထားလဲသူတို့ရဲ့ဖျဲသီးတွေကိုခိုးမှလားမလီခိုးတာအသေးအမွှားလေးပါအခုကသူတို့ရဲ့တဘဝလုံးကိုဖျက်ဆီးမှာလာဖေတို့အဝေးမှာထိုင်ပြီးတော့သူတို့ကိုကြည့်ကြမယ်မှတ်ထားနော်ရန်သူကိုအနိုင်လိုချင်နေဆိုရင်နောက်ွယ်ကနေစောင့်ကြည့်တဲ့မမေကအဖေရဲ့စကားတွေကိုနားထောင်ပြီးတော့ရှယ်လိုက်ပါတယ်ဒါကလုံးဝမှားယွင်းတဲ့တင်ပြမှုပါမနက်မိုးလင်းတာနဲ့ဝဝကစိုင်ုံဖွင့်လိုက်ပါတယ်မင်းနီနဲ့ကိုကိုကလည်းသူတို့ရဲ့အမေကိုဝိုင်းပြီးတော့ကူညီပေးလိုက်ပါတယ်မေဒီနေ့ဝဲသူတွေအများကြီးလာမယ်မဟုတ်လားဟုတ်တယ်သမီးအမေလုံးဝကိုယုံကြည်တယ်အမေရဲ့ဖျဲသီးတွေအကုန်လုံးဒီနေ့တည့်ရက်ထဲနဲ့ရောင်းကုန်သွားလိမ့်မယ်ပတ်စံတွေလည်းအများကြီးရလိမ့်မယ်အခုတော့သမီးနဲ့သားညနေမှဒီကိုပြန်လာခဲ့နော်အိမ်မှာအေးစစ်စစ်အနားယူနေလိုက်လုံးဝစိတ်မပူနဲ့အမေနဲ့အဖေအားလုံးအဆင်ပြေအောင်လုပ်လိုက်ခုံတဲ့ချက်တူတွေကစကားတွေပြောပြီးတော့ဝဝရဲ့ဆိုင်ဘက်ကိုရောက်လာပါတယ်ခုံငါကြားရတော့ဝဝရဲ့ဖျဲသီးတွေကမြို့မှာရောင်းတဲ့ဖျဲသီးထက်တောင်ပိုပြီးတော့စားကောင်းနေတဲ့ဒီနေ့တော့သူတို့စီကနေဖျဲသီးဝယ်ရမယ်မင်းပြမှန်တဲ့ချက်တူတွေဝဝအရန်အောင်စူးစမ်းထားတာလာငါတို့တော့ဝယ်ကြမယ်ခုံနဲ့ချက်တူတွေကဝဝစီကိုလာပြီးတော့ချက်တူတွေကဆိုင်မှာတင်ဖျဲသီးကိုခွဲစားလိုက်ပါတယ်ဒါပေမဲ့တစ်ဖက်စားပြီးရဲ့နောက်သူကချက်ချင်းကိုထွေးထုတ်လိုက်ပါတယ်ထွေးဝနေ့ရဲ့ဖျဲသီးတွေကအရန်ကိုခါတာပဲဒီကနေစေးရတာတွေရနေတယ်နင်ငါတို့ကိုစိတ်တွေကျွေးနေရလားဟာမဟုတ်ပါဘူးအကိုချက်တူတွေကလည်းဒါဘာပြောနေရလဲကျမတိတိချာချာဦးဆိုင်ပြိုးထားတာဘာမှမတရားမလုပ်ထားပါဘူးဘာလို့ဖျဲသီးတွေကခါနေရလဲကျမလည်းဘာစိတ်မှမသုံးထားပါဘူးဒါဘာဖြစ်နေရလဲကျမလုံးဝနားမလဲတော့ဘူးအဲ့ဒါနဲ့ညောင်ပင်တပင်ရဲ့အောက်မှာအစည်းအဝေးတစ်ခုလုပ်လိုက်ပါတယ်တိုင်ငှက်အပါဝင်တခြားငှက်တွေအားလုံးဝဝကိုအပြစ်တင်ကြပါတယ်ဝဝနဲ့စောစောကငိုနေပါတယ်ဝဝကအလွယ်နီးကိုလိုက်တယ်ဖျဲသီးကိုမြင်မြင်ကြည့်အောင်လို့စေးအမားတွေထိုးထားတယ်သူ့ရဲ့လုပ်ရက်တွေအတွက်အပြစ်ပေးရမယ်ရှောင်းမကျမတကယ်အဲ့လိုမလုပ်ပါဘူးကျမရဲ့ကလေးတွေအစာငှက်ပြီးတော့တေသွားကြလိမ့်မယ်ဒါပေမဲ့ဘယ်သူမှသူ့စကားကိုနားမထောင်ပါဘူးအားလုံးကသူ့ကိုတောထဲကနေမောင်းထုတ်လိုက်ပါတယ်အချက်တကွဲဖြစ်စွာနဲ့ဝဝနဲ့စောစောကအတိုက်စီကိုလက်ပလာနဲ့ပြန်ရောက်လာခဲ့ပါတယ်အိမ်မှာတော့မိနီနဲ့ကိုကိုကမျောလင်းချက်ကြီးစွာနဲ့စောင့်နေပါတယ်အမေရောက်လာပြီဖေတားတို့အတွက်ချုံမြိန်တဲ့အသီးတွေယူလာလားတာအရန်ကိုဘိုက်စာနေပြီမမေဘာလို့ငိုနေရလဲမမေရဲ့အတောင်ပံတွေကိုဘာလို့ဖွက်ထားရလဲဖျဲသီးတွေရောမရောင်းအောင်လားအမေချစ်ရတဲ့ကလေးတွေအမေကိုခွလို့ပါဒီနေ့အမေတို့ဘောကိုကြီးမားတဲ့အရာတစ်ခုဖြစ်သွားခဲ့တယ်အမေတို့ဖျဲသီးတွေလည်းမရောင်းရဘူးအမေတို့တခေါ
ကလင်ကချက်လုံးတဲ့သူတွေဆိုပြီးတော့တိတ်ခါချခဲ့တယ်အမေတို့ကစကားကိုဘယ်သူမှမယုံကြည်ပေးဘူးအမေမစားတော့ဖို့တော့လေရိတ်ခါတခုတော့မရှိတော့ဘူးရှင်းဆက်ပြီးတော့ဘာလဲအမေလည်းမသိတော့ဒီနေ့တော့ရေတောက်ပြီးတော့အားလုံးအိတ်ကြတာပေါ့ဖေကလည်းအားလုံးအဆင်ပြေအောင်လုပ်ပေးလိုက်မယ်ဟိုကကလေးတွေကိုကြည့်ပြီးတော့ရင်ကျိုးသွားပါတယ်အဲ့ဒီချိန်မှာသူကချက်ချင်းပဲဆုံးဖြတ်လိုက်ပါတယ်သူတို့အပြစ်ကင်းနေဆိုတာကိုသက်သေပြမယ်ဆိုပြီးတော့ဘော်ဝါနဲ့စောစောကတစ်ပင်တစ်ခုမှထိုင်ပြီးတော့ငိုနေပါတယ်အဲ့ဒီချိန်မှာဆက်ဆွတက်တဲ့ကြက်တူတွေကကာလူပြောတဲ့စကားတွေအကုန်လုံးကြားသွားပါတယ်တွေ့လားတင်နေရေခွေးရဲ့ဆေးကအတုံးဝင်သွားတယ်ဘော်ဝါတော့ဘဝပြတ်သွားပြီဒါမဲ့ဘယ်သူမှမသိပါဘူးတကယ်တမ်းကငါလုပ်ခဲ့တယ်ဆိုတာကိုလေဘာကာလူလောက်တာလားငါအခုပဲဆရာဝန်ခိုးစီကိုသွားရမယ်ကြက်တူတွေကချက်ချင်းဆရာဝန်ခိုးစီကိုသွားလိုက်ပါတယ်ပြီးတော့အဖြစ်မှန်ကိုပြလိုက်ပါတယ်ဆရာဝန်ဝဝအဖြစ်ကင်းတယ်ဒါကိုယ်တိုင်ကာလူကသူ့မိန်းမကိုပြနေတာကြားလိုက်တယ်သူကမြေခွေးစီကအစိတ်ကိုယူပြီးတော့ဖျဲသီးထဲမှာထည့်လိုက်တာအဲ့ဒါဆိုလို့ရှိရင်ငါတို့တက်တဲ့နဲ့တူကသူတို့ရှင်းမှာချပြရမယ်လာငါနဲ့လိုက်ခဲ့နောက်တနေ့မနက်မှာတော့ဆရာဝန်ခိုးကငှက်တွေအားလုံးစိုက်ခင်းမှာခေါ်လိုက်ပါတယ်သူကမိုက်ခရိုစကုပ်နဲ့ဖျဲသီးရဲ့အရွက်ကိုကြည့်လိုက်ပါတယ်ဒီမှာအားလုံးကြည့်ကြပါဒီဖျဲသီးရဲ့အရွက်မှာဆေးထိုးထားတဲ့အရာရှိတယ်ကျက်တူရေးပြောတာကဒါကိုကာလူကလှုပ်ထားတာတဲ့အားလုံးကကာလူကိုဒေါသနဲ့ကြည့်လိုက်ပါတယ်ကာလူကထွက်ပြေးဖို့လုပ်ပါတယ်ဒါပေမဲ့တိတ်ငက်ကဖမ်းလိုက်ပါတယ်အမှန်တရားအားလုံးအရှိမပေါ်လာပြီးရဲ့နောက်အားလုံးကဝဝကိုတောင်းပန်လိုက်ပါတယ်ကျက်တူကြီးကဝဝရဲ့ဖျဲသီးတွေအကုန်လုံးဝယ်လိုက်ပါတယ်ငါ့ကိုခွလို့ပါဝဝဘာသက်တည်းမှမရှိဘဲနဲ့နင့်ကိုဆွဆွဲခဲ့မိတယ်ဘာမှဖြစ်ပါဘူးအကိုကျက်တူကြီးပြီးတော့တောထဲမှာရှိနေတဲ့ငှက်အပေါင်းတို့ကျမသိနေတယ်တနေ့မဟုတ်တနေ့တော့အမှန်တရားပေါ်လာမှာပဲလေကျမတခါမှအစိတ်တွေမကြွေးချင်ပါဘူးကျမအခုထိလည်းတရားမျှတစွာပဲလုပ်သွားမှာစိတ်မကောင်းတာကကာလူကဂျားရီကနေအခုလိုတွေစိုးရအောင်လုပ်ခဲ့ဒါပေမဲ့အမှန်တရားအမြဲတမ်းနိုင်တာပါပဲကာလူအပြစ်ခံရတဲ့အတွက်ကျမတော့ဝမ်းသာတယ်ဘဝစောစောရဲ့ကလေးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်အိမ်ကိုပြန်သွားပါတယ်ဒီပုံမြင်ကိုနားထောင်ရခြင်းနဲ့ဖာသင်ခန်းစာတွေရလဲဆိုတော့သူများကိုမကောင်းကြရင်နောက်ဆုံးကိုယ်ပဲခံစားရတယ်ပြီးတော့ဘာသက်တည်မှမရှိဘဲနဲ့အပြစ်မဲ့တဲ့သူကိုမဆွဆွဲရဘူးတဲ့ဘဝစာကလေးမကတတော်လုံးထဲမှာစိတ်သဘောထားပြေဝတဲ့ငှက်မလေးတစ်ကောင်ဖြစ်တာပေါ့ဘဝစာကလေးမကအမြဲတမ်းတခြားသူတွေကိုကူညီပေးလို့ရှိတော့တယ်ဘဝစာကလေးမကအမေတယောက်ဖြစ်လာတော့မှာပေါ့တစ်ချိန်တည်းမှာပဲဘဝစာကလေးမကဥလေးတစ်လုံးဥလိုက်တော့တယ်တစ်ချိန်လုံးကလေးလေးတွေရဲ့အနားမှာပဲနေပြီးတော့ဥလေးတွေကိုစောင့်ရှောက်ရင်းနဲ့ကလေးလေးတွေကဥတွေကအပြင်ကိုထွက်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေတာပေါ့အဲ့လိုနဲ့ပဲတရက်မှာတော့ကလေးတွေကိုအနှွေးတက်ပေးလာတာရက်20ကြာပြီဆိုတော့ကလေးတွေကပဲချိန်မစိုးအပြင်ကိုထွက်လာနိုင်လိမ့်မယ်ကလေးလေးတွေကိုအရန်အောင်ချစ်ပေးမယ်ပြီးရင်တကဘာလုံးကပျော်ရွှင်မှုတိုင်းကိုလည်းကလေးလေးတွေအတွက်ယူဆောင်လာပေးအောင်ပါဘယ်တော့မှနားကြည့်အောင်မလုပ်ဘူးပြီးတော့အမြဲတမ်းပြဿနာတိုင်းရောအခက်အခဲတိုင်းရောကာကွယ်ပေးမယ်အမေကကလေးတို့ရဲ့တဘောအလုံးပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားအောင်လုပ်ပေးမှာခဏကြာတဲ့နောက်မှာတော့ဝဝစာကလေးမလေးရဲ့စောင့်ဆိုင်နေကြရတဲ့အချိန်ကြီးရောက်လာတော့တာပေါ့ကလေးလေးတွေကဥလေးတွေကနေအပြင်ကိုထွက်လာကြတော့တယ်ကလေးလေးတွေဖြစ်တဲ့စာကလေးမလေးတစ်ကောင်နဲ့စာကလေးတစ်ကောင်ကသူတို့ရဲ့အမေကိုချစ်စနိုးနဲ့ကြည့်ပြီးတော့ပြောလိုက်တော့တယ်အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေငှက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USBBN လေးကိုဖွင့်ပြီးတော့ကြည့်သွားကြဖို့မမေ့နဲ့နော်မမေကသမီးတို့ရဲ့မမေလားယင်ဟုတ်တာပေါ့အမေကသမီးတို့ရဲ့အမေပါအခုတော့အသေးနဲ့နေစားလိုက်အောင်နော်ဗိုက်စာနီလောက်မှာပေါ့အသေးချွတ်ချွတ်လေးတွေလည်းစားလိုက်ကြနော်အမေဘလောက်တောင်ပြောလဲဆိုတာကလေးတို့သိနိုင်မှာတော့မဟုတ်ဘူးအမေကကလေးတို့နဲ့တွေ့ရမယ့်အချိန်ကိုစောင့်နေကြရတာအခုကအဲ့ဒီချိန်ကြီးကရောက်လာခဲ့ပြီမမေတားတို့လည်းမမေနဲ့တွေ့ရဖို့အတွက်အကြာကြီးစောင့်နေကြရတာမမေတခုတော့မေးလို့ရမလားအပြစ်မှာဘာရေးဆူညံနေကြရလဲယင်အမေရဲ့ချစ်ရတဲ့ကလေးတို့ကြီးအပြစ်မှာမိုးတွေရွာနေရလေအဲ့ဒါကြောင့်မလို့နည်းနည်းဆူညံနေရအဲ့လိုနဲ့ပဲဘဝစာကလေးမကသူ့ရဲ့ကလေးလေးတွေနဲ့အတူစကားပြောနေတော့တာပေါ့အဲ့ဒီအချိန်မှာမိုးတွေကပို့ပြီးတော့တီးထန်စွာရောက်သုံးလာတာကြောင့်ဘဝစာကလေးမရဲ့အိမ်ထဲကိုမိုးတွေကယူလာတော့တယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ဘဝစာကလေးမကအရန်ကိုစိုးရိမ်သွားတော့တာပေါ့ဘဝစာကလေးမရဲ့အိမ်ကချိုးရင်းနေရကြောင့်မိုးတွေကပို့ပြီးတော့တီးထန်လာတာကြောင့်အိမ်လေးကပြိုလဲသွားတော့တယ်ဘဝစာကလေးမလေးနဲ့သူ့ရဲ့ကလေးတွေကရေထဲမှာမျောပါသွားတော့တယ်အဲ့ဒီချိန်မှာကလေးလေးတွေကသူတို့ကိုကူညီပေးဖို့အတွက်ဘဝစာကလေးမလေးကိုပြောလိုက်တော့တယ်မမေ
ကိုကဲပါအောင်တားတို့ရဲ့နဲ့နေပြီမမေတားတို့ကိုကဲပါနော်မဟုတ်ရင်တားတို့တရားလိုက်မယ်အဲ့ဒါကိုကြည့်ပြီးတော့ဝဝစာကလေးမကအရက်ကိုလန့်သွားတော့တယ်နောက်တော့သူ့ရဲ့ကလေးတွေကိုကဲတင်မှုအတွက်ဝဝစာကလေးမကအကောင်းဆုံးကြိုးစားတော့တာပေါ့အဲ့ဒီအပြင်ကလေးတွေကိုလည်းနှစ်သိမ့်တဲ့အနေနဲ့ပြောလိုက်တော့တယ်မင်းရဲ့ကလေးလေးတွေကြောက်ကြနဲ့နော်အမေကကလေးတို့ကိုဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူးအမေရှိရနော်ကလေးတို့ကိုအမေကဲမှာပေါ့ကြောက်ကြနဲ့နော်ဟိုဝါစာကလေးမလေးရဲ့ကလေးတွေကရေစီးကြောင်းနဲ့အတူမျောပါနေတော့တာပေါ့ဖះရေကိုကြီးပါအောင်ကလေးတွေကိုကျမရဲ့အဝဲကိုမခေါ်တော့ပါနဲ့နော်သူတို့လေးတွေကိုဆောက်ရှောက်ပေးပါအခက်ခဲတာနဲ့ကဲတင်ပေးပါဟိုဝါစာကလေးမကသူ့ရဲ့ကလေးတွေရဲ့အနောက်ကနေရေစီးနဲ့အတူမျောပါနေတော့တာပေါ့ဒါပေမဲ့လည်းအတက်နိုင်ဆုံးစူးစမ်းပြီးတော့ကလေးလေးတွေကိုကဲတင်လိုက်တော့တယ်ကလေးလေးတွေကလည်းအရင်အောင်ကြောက်လန့်နေကြတာပေါ့အဲ့ဒီချိန်မှာနီနီစာကလေးမလေးကသူ့ရဲ့အမေကိုတုံကြီးကြီးနဲ့ပြောလိုက်ပါတော့တယ်မမေသမီးအရင်အောင်ချမ်းသာပဲအခုသမီးရောဘယ်ကိုသွားကြမှာလဲဟင်မမေဟိုမှာကြည့်ပါဦးအိမ်လေးတဲ့အိမ်ရှိနေရဲ့သမီးကိုအဲ့အိမ်ထဲကိုသွားကြမယ်လေမမေမဖြစ်ဘူးကလေးတို့အဲ့ဒီအိမ်ကကာလူကြီးကရဲ့အိမ်သူကအရင်အောင်ကစီနေပြီးတော့အရင်ဆိုးရတာသူ့အိမ်ကိုတခြားသူလာရင်တော့ကြိုက်တာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့သမီးတို့အဲ့ကိစ္စကိုမေးလိုက်တော့အမေတို့တခြားတစ်ခုကိုစဉ်းစားကြတာပေါ့နော်မမေဒါတို့ဒီတစ်ခါတော့တော့ကြည့်ကြတာပေါ့နော်အန်ကယ်ကဒါတို့လက်ခံရင်လည်းလက်ခံလောက်မှာပါတစ်ခေါက်တော့သွားကြတာပေါ့နော်မမေစူးစမ်းကြည့်ကြတာပေါ့မမေအဲ့နောက်မှာဝဝစာကလေးမလေးကသူ့ရဲ့ကလေးတွေရဲ့စကားကိုနားထောင်ပြီးတော့ကာလူကြီးကရဲ့အိမ်ကိုရောက်လာပြီးတော့တကားခောက်လိုက်တော့တယ်အခုကာလူရေတကားလေးဖွင့်ပါအောင်အဲ့ဒီချိန်မှာဒေါသတကြီးနဲ့ကာလူကြီးကတကားကိုဖွင့်လိုက်တော့တယ်ဘဝနင်ဘာလို့ငါ့အိမ်တကားကိုလာခောက်နေရလဲငါ့အိမ်မှမသိရလားဘာလို့ငါတို့ကိုလာပြီးတော့နှောက်ယှက်နေရတာလဲကာလူကြီးကရေညီမလေးတို့ရဲ့အိမ်ကမိုးတဲ့ကိုမခက်နိုင်မဲနဲ့ပြိုသွားတာညီမလေးတော့ကလေးတွေကိုရေထဲကနေအတက်နိုင်ဆုံးစူးစမ်းပြီးတော့ကယ်လာခဲ့ရတာအခုညီမလေးအတွက်မဟုတ်ရင်တော့ကလေးတွေရဲ့မျက်နှာကိုထောက်ပြီးတော့ကူညီပေးပါနော်မိုးတိတ်တဲ့အချိန်ထိညီမလေးနဲ့ကလေးတွေကိုအိမ်ထဲမှာတဲခွင့်ပေးပါနော်ခွင့်ပြုလို့ရှိရင်အခုအရန်ကိုကျေးဇူးတင်မိပါပါအဲ့ဒီအချိန်မှာဝဝစာကလေးမရဲ့ကလေးလေးတွေကသူတို့ရဲ့အဖြစ်ကင်းစင်လာတဲ့အတန်လေးတွေနဲ့ကာလူကြီးကန်ကိုပြောလိုက်တော့တယ် Please uncle သမီးတို့အိမ်မှာနေခွင့်ပေးပါနော်မိုးတိတ်တာနဲ့ပြန်သွားပြီးတော့ထွက်သွားပါမယ် Please uncle လောက်ပါနော် uncle ခလေးတွေစီကနေအန်ကယ်ဆိုတဲ့အသုံးနှုန်းကိုကြားပြီးတော့ကာလူကြီးကရဲ့နှလုံးသားအရေးပျော်သွားတော့တယ်။ဟိုကနေ့ရဲ့ကလေးတွေကရဲအောင်ချစ်ဖို့ကောင်းတာပဲ။အဲ့ကလေးလေးတွေကငါ့ရဲ့နှလုံးသားကိုအနိုင်ယူလိုက်တာပဲ။အခုအချိန်นี้ဘယ်သူမှငါ့ကိုအန်ကယ်လို့မခေါ်ဘူးသေးဘူး။ဒီနေ့နေ့ရဲ့ကလေးလေးတွေကငါ့ကိုချစ်စနုံနဲ့အန်ကယ်လို့ခေါ်ခဲ့ရဆိုတော့ညီလည်းမညီရနိုင်တော့ပါဘူး။ဟိုကနေ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့မြန်မြန်လေးအိမ်ထဲကိုဝင်လာခဲ့လိုက်တော့အဲ့စကားတွေကိုနားထောင်ပြီးတော့ဝဝစာကလေးမကရအောင်ဝမ်းသာသွားတာပေါ့အဲ့နောက်မှာဝဝစာကလေးမကသူ့ရဲ့ကလေးတွေနဲ့အတူအိမ်ထဲကိုဝင်လာလိုက်တော့တာပေါ့အဲ့ဒီအချိန်မှာပဲကာလူကြီးကရဲ့မိန်းမတင်တင်ကြီးကဝဝစာကလေးမလေးနဲ့သူ့ရဲ့ကလေးတွေကိုကြည့်ပြီးတော့ဒေါသထွက်သွားတော့တယ်ဝဝဒါငါတို့ရဲ့အိမ်တဲခုကမဟုတ်လာကျင်တဲ့အချိန်ထိုင်ပြီးတော့ထွက်သွားကျင်တဲ့အတိုင်းထွက်သွားရအောင်ဒီကနေထွက်သွားလိုက်တော့မဟုတ်ရင်နင်းကလေးတွေရဲ့ဘဝကိုပြတ်အောင်ဖျက်လိုက်မှာနော်တင်တင်ကြီးကမလေးကဝဝစာကလေးမလေးနဲ့ကလေးတွေကိုအိမ်ကနေနှင်းထုတ်လိုက်တော့တာပေါ့ဖះရဲ့စဉ်းစားထားတဲ့အတိုင်းမဖြစ်လာပါလားနော်ကလေးတွေဒါဥတွေကနေအပြင်ကိုထွက်လာရင်ပျော်ရွှင်မှုတွေနဲ့ပြည့်စုံအောင်ထားမယ်လို့စဉ်းစားခဲ့တာအခုတော့ဘာတစ်ခုမှလည်းမလုပ်နိုင်ခဲ့ပါလားကလေးတွေအတွက်မက်ခဲ့တဲ့အိမ်မက်တွေအားလုံးလည်းပျက်စီးသွားခဲ့ရပါပြီဘာလို့အဲ့လိုလုပ်လိုက်ရတာလဲဖះရဲ့အဲ့ဒီအချိန်မှာပဲကလေးလေးတွေကဗိုက်စားလာတာကြောင့်သူ့ရဲ့အမေကိုပူစားလိုက်တော့တယ်မမေဒါတို့အရန်ကိုဗိုက်စားနေပြီးစားစရာတစ်ခုခုကျွေးပါနော်မမေရဲ့ကလေးတို့ရဲ့ဒီလောက်တောင်မိုးတွေရွာနေတာဘယ်ကနေအစာရှာရမှာလဲဘာတစ်ခုမှဟောနားမလဲတော့ပါဘူးဟုတ်တာပဲမှတ်မိပြီမြေကမ်းနားမှာဘယ်ရီသီးပင်ရှိတာပဲအဲ့ရနေအမေကလေးလေးတွေအတွက်ဘယ်ရီသီးခူးလာခဲ့ပေးမယ်နော်ဒါမဲ့အရင်ဆုံးကလေးတွေကိုတနေ့နေရာမှာလုံခြုံအောင်ဖွက်ထားရမယ်အဲ့နောက်မှာဝဝစာကလေးမကသူ့ရဲ့ကလေးတွေကိုတိတ်ရွက်အောင်မှာဖွက်ထားလိုက်တော့တယ်ကလေးတွေမမေပြက်မလားမချင်းအပြည့်ကိုမထွက်နဲ့နော်အပြည့်မှာအရန်ကိုအန်ဒီရရှိတယ်အဲ့နောက်မှာဝဝစာကလေးမကမြစ်ကန်နာကိုလာပြီးတော့ဘယ်ရီသီးအပေကနေဘယ်ရီသီးတွေကိုခူးဖို့လှုပ်လိုက်တော့တယ်အဲ့ဒီအချိန်မှာပဲရေထဲမှာမျောပါလာတဲ့ရတိသိန်းကကိုဝဝစာကလေးမကတွေ့သွားတော့တယ်
ရတဲ့ကအကူအညီအော်တောင်းနေခဲ့တာပေါ့ဘဝစားကလေးမကလည်းဘာမှမစင်စားမစင်ကျင်တော့ပဲနဲ့ရတဲ့ကိုကဲလိုက်တော့တယ်ရတဲ့ရှင်ဒီတော့ကိုကင်ပြီးတော့မြန်မြန်လေးအပေါ်ကိုတက်လာခဲ့လိုက်မြန်မြန်လုံးမှဖြစ်မယ်ရေစစ်ကြောင်းကအတော်လေးကိုမြင်တာအဲ့လိုနဲ့ပဲရတဲ့တိန်ငက်ကတဖြည်းဖြည်းရေထဲကနေထွက်လာနိုင်ခဲ့တော့တယ်သမီးရေကိုညီပေးခဲ့တဲ့အတွက်ကျေးဇူးပါပဲတခဏတာအတွက်သမီးရဲ့အိမ်မှာတဲခုခွင့်ပေးပါလားပြီးရင်အိမ်ကိုပြန်သွားလိုက်မယ်လေရတဲ့ရဲ့အိမ်ကအခုဆိုရင်ဒီနေရာကနေအတော်ဝေးတာအရန်လည်းပြင်ပန်းနေတာမလို့ပါအဲ့ဒီချိန်မှာဘဝစားကလေးမကကြွေကွဲနေတဲ့အတန်နဲ့ဖြစ်ကြောင်ကုန်းစင်ကိုပြပြလိုက်တော့တယ်ခွန်းလို့ပါနော်သမီးစီမှာအိမ်ကိုမရှိတော့တာပါမိုးတန်ကြောင့်မလို့အိမ်ကလည်းပြိုလဲသွားခဲ့ရတာအဲ့လိုနဲ့ပဲသမီးရဲ့ကလေးတွေနဲ့အတူအိုးမဲ့အိမ်ပဲဖြစ်သွားခဲ့ရတာအော်သမီးကကိုယ့်ရဲ့အသက်ကိုယ်တော်အလေးမထားပဲနဲ့ရတဲ့ရဲ့အသက်ကိုကယ်ပေးခဲ့တာပဲအဲဒါကြောင့်အပြန်လန်အနေနဲ့ဆုလက်တစ်ခုပေးခဲ့မယ်အဲ့ဒါဘာလဲရတဲ့ရှင်သမီးလေးဒါကမှော်ဥပေါ့မြေကြီးထဲထည့်ပြီးတော့မြုပ်လိုက်ခဏလေးအတွင်းမှာပဲသမီးအတွက်ရအောင်ခန်းထားလာတဲ့ဥအိမ်လေးတစ်လုံးထွက်လာနိုင်မယ်အဲ့ဒီအိမ်လေးမှာသမီးကကလေးတွေနဲ့အတူဖြျော်နေကြပေါ့ရတဲ့ရှင်ဥအိမ်ကဘာလို့ရမှာမလို့လဲမိုးရံကြောင်ပဲဖြစ်ဖြစ်အမဲလိုက်ကျင်းငက်တွေကြောင်ပဲဖြစ်ဖြစ်ဥအိမ်ကပျက်စီးသွားမှာပဲမဟုတ်ပါဘူးသမီးရဲ့ဒီဥအိမ်လေးကတက်သားအိမ်ထက်တောင်ပို့ပြီးတော့ခိုင်မာသေးတယ်မော်ဥအိမ်ကိုဘယ်သူမှပျက်စီးပြနိုင်မှာမဟုတ်ဘူးရတဲ့ကိုယုံကြည်ပြီးတော့ပြောတဲ့အတိုင်းလိုက်လုံးနော်ရတဲ့ကိုအရန်ကျေးဇူးတင်တာပဲသမီးရဲ့အခက်အခဲကိုကူညီပြီးတော့ဖြေရှင်းပေးခဲ့တယ်တကယ်ချင်းတို့ရေဒီနေ့ရဲ့ဇာတ်လမ်းလေးကိုသဘောကျရဲ့လားရှင်ဗီဒီယိုလေးကို like အကြံဉာဏ်တွေကို comment မှာမှတ်သွားပေးခဲ့ပါဦးနော်တကယ်ချင်းတို့ရဲ့ like နဲ့ comment ကမင်တို့ကိုပို့ပြီးတော့အားတက်စေတာပေါ့တကယ်လို့ဇာတ်လမ်းလေးကိုအခုမှနားထောင်မှုတာဆိုရင်တော့ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်စင်းရဲတဲ့ဝဝရဲ့သမီးက IPS ရဲရရှိတအူဖြစ်လာခဲ့ပါတယ်။ဝဝကစားတော့ဆိုင်မှာရှိတဲ့သတင်းစာကိုကိုက်ပြီးတော့ဖတ်ဖို့လုပ်လိုက်ပါတယ်။တော်တော့စပွဲတွေကိုရှင်းလိုက်အောင်မကြခင်စားသုံးသူတွေကရောက်လာတော့မယ်။သတင်းစာဖတ်နေလို့လည်းအလုံးမရသလိုနေ့သမီးလည်းရဲရရှိတအူဖြစ်လာမှာမဟုတ်ပါဘူး။တော်တော့မယ်ကိုသတင်းစာထဲမှာဖတ်ရတာတင်းနဲ့ IPS ရဲရရှိဖြစ်ဖို့အတွက်စာမှုပွဲတွေရှိရဲတဲ့။ကျမလည်းမတော်ခင်တေချာလေးဖတ်နေတာ။ဝဝကသတင်းစာကိုအိုက်မှာထားလိုက်ပါတယ်ပြီးတော့အိမ်ကိုပြန်သွားလိုက်ပါတယ်မိနီသမီးရဲ့တငယ်ချင်းတွေကိုလည်းမေးလိုက်အောင်အလုပ်ရရင်အကြောင်းကြားပါလို့ကျန်တာကတော့ကန်နီယာအတိုင်းပေါ့သမီးရဲ့မေသမီးနီနီကိုလည်းမေးထားတယ်ပြီးတော့ဖြူဖြူကိုရောပဲသူတို့ကအစိုးရလုပ်ရရင်ပြောမယ်လို့ပြောတယ်အေးဟုတ်ပြီဝဝကစားစရာတွေကိုချက်လိုက်ပါတယ်ထမင်းလည်းစားလိုက်ပါတယ်ပြီးတော့သမီးဖြစ်သူကိုလည်းစားစရာတွေပေးလိုက်ပါတယ်ဘဝအိတ်သွားပါတယ်မိနီကတော့စီမီထိုးပြီးတော့ညအချိန်ထိကိုစာရီလုပ်နေပါတယ်တင်နေကဝဝစီကိုရောက်လာပါတယ်ဘဝငါရာခင်းထဲမှာဝါကုန်းတွေအများကြီးထွက်နေပြီနင်ဝါကုန်းယူဖို့အတွက်ငါ့ကိုကူညီပေးနိုင်မလားယင်ငါနေ့ကို1000အပြည့်ပေးမယ်လေဒီနေ့သွားရမှာလားဟုတ်တယ်ငါချင်းတောင်းယူပြီးတော့ရာခင်းထဲကိုသွားမလို့နင်လည်းလိုက်ခဲ့တင်နေကချင်းတောင်းကိုယူပြီးတော့သူ့အတိုက်နားမှာရှိတဲ့ရာခင်းထဲကိုသွားလိုက်ပါတယ်မိနီသမီးအမေတင်းနေရရာခင်းထဲကိုသွားပြီးတော့ဝါကုန်းယူတာသွားကူညီပေးမလို့ညနေနောက်ကျမှပြန်ရောက်မယ်နော်အမေသမီးစားလို့ဖို့နီနီအိမ်ကိုသွားလို့ရလားဟုတ်ပြီလေသွားဒါမဲ့အချိန်တော့မဖြုံးနဲ့နော်ကောင်းပါပြီမေဘဝအိမ်ကနေထွက်သွားလိုက်ပါတယ်တင်းနေရရာခင်းထဲကိုရောက်သွားပါတယ်ဘဝငါပြောမယ်နင့်သမီးကိုလည်းအလုပ်လုပ်ခိုင်းအောင်စားရီပဲလုပ်ခိုင်းနေနဲ့ငါ့ကိုကြည့်ပါဦးငါဝါကုန်းတွေကိုရောင်းပြီးတော့ပတ်စံတွေကိုတောင်းနဲ့ချီပြီးတော့ရှာနေတာပြီးတော့ကာလူရဲ့ဆိုင်မှာလည်းတောင်းနဲ့ချီခွင့်နေတင်းနေငါစီမှာရာခင်းလည်းမရှိသလိုဆိုင်လည်းမရှိဘူးလေငါတဘဝလုံးအလုပ်ကျန်းနေပဲလုပ်ခဲ့တာငါသမီးလည်းငါလိုတဘဝလုံးရာခင်းထဲမှာသူများခိုင်းတာလုပ်ရတာမျိုးမဖြစ်စေချင်ဘူးနေ့သမီးတနေ့ရဲရရှိဖြစ်ခဲ့အဲ့စကားငါ့ကိုလာပြောအလုပ်ရလဲတာမယ်အလုပ်လောက်ပဲရမယ်ဟာနေ့သမီးကိုကောင်းမွန်တဲ့အလုပ်တစ်ခုရအောင်လုပ်ပေးဖို့နေ့မှလည်းပတ်စံမရှိပါဘူးမိနီကသူ့တငယ်ချင်းနီနီစီကိုသွားလိုက်ပါတယ်နီနီကမိနီကိုတွေ့တော့ပျော်သွားပါတယ်မိနီငါလည်းနေ့စီကိုလာတော့မလို့ငါမှသတင်းကောင်းတစ်ခုရှိတယ်အဲ့ဒါနေ့ကိုပြောမလို့သတင်းကောင်းဟုတ်လားဘ
လို့သတင်းကောင်းလဲ IPS ကလာတဲ့စာမွဲတစ်ခုရှိတယ်အဲ့စာမွဲကိုဖြေနိုင် IPS တန်းဖြစ်မှာဝင်ကြီးက TV မှာပြောတာငါကြားခဲ့တယ်ရွေးခံရတဲ့ငှက်တွေကတော့ရေချင်းရှိရဆိုလို့ရှိရင်ရဲရရှိဖြစ်လာနိုင်တယ်တဲ့ဟာဒါကအရန်ကိုပြောစရာကောင်းတဲ့သတင်းပဲအမေဒါကိုကြားပြီးတော့ပျော်သွားလိမ့်မယ်ငါကအရင်လတည်းက IPS အတွက်စာရီကြိုလုပ်ထားတာငါလည်းစာတော့လုပ်ထားတယ်ကြည့်နေလိုက်ငါတို့နှစ်ယောက်လုံးရွေးချယ်ခံရရင်အရန်ပျော်ဖို့ကောင်းပါနော်ငါတို့နှစ်ယောက်အတူလေးကျင့်ပြီးတော့နှစ်ယောက်အတူအလုပ်ရစေရမယ်ဟုတ်တယ်အခုတော့စာမှုဘွဲကိုခဏထားလိုက်အောင်ငါတို့စာမှုကိုအကောင်းဆုံးဖြည့်နိုင်အောင်လို့ကြိုးစားရမယ်ကျန်တာတော့ကန်တရားမှာပါတဲ့အတိုင်းဖြစ်လာမှာပေါ့ဟဲ့ဟုတ်ပြီအခုငါပြန်လိုက်အောင်မယ်နော်မိနီကအိမ်ကိုပြန်လာခဲ့ပါတယ်သူပြန်လာတဲ့အချိန်တင်းနေရရှာခင်းထဲမှာဝဝကိုတွေ့တဲ့အတွက်မိနီကအဲ့ဒီကိုရောက်လာခဲ့ပါတယ်အမေအတွက်သတင်းကောင်းတစ်ခုရှိတယ်သတင်းကောင်းဟုတ်လားပြောပါဦးဘာသတင်းလဲအမေသမီးကိုခုနကပဲနီပြောတယ်ဝင်းကြီးက TV မှာပြောထားတယ် IPS အတွက်အလုပ်ခေါ်စာရှောက်လို့ရပြီတဲ့ဒါကိုကြတော့ဝဝပျော်ပြီးတော့ယူမတက်ဖြစ်သွားပါတယ်အမေပြောတယ်မလားဒီနှစ်မှာအလုပ်တွေတေချာပေါက်ရလာလိမ့်မယ်လို့အမေပြောတယ်မလားအမေသမီးတေချာပေါက်ရဲရရှိတူဖြစ်လာလိမ့်မယ်ဘဝနင်ဒီကိုအလုပ်လုပ်ဖို့အတွက်လာတာစကားပြောဖို့လာတာအတွက်မဟုတ်ဘူးနင်ဒီလိုပုံစံအလုပ်လုပ်နေလို့ရှိရင်ညနေကျရင်နေလားစာတွေကနေတဝက်ဖြတ်ပြစ်မယ်တင်းနေမိနီပြောပြတာဒီနေ့ IPS အလုပ်ခေါ်စာရှိရဲတဲ့ငါတို့အဲ့ကြောင်ပြောနေတာငါအခုပဲပြောလိုက်မယ်မိနီရဲရရှိမဖြစ်နိုင်ဘူးဖြစ်လာမှပြောပဲရှုမဲဆိုနေမိနီနင်ပြန်တော့နင့်အမေအလုပ်ပြန်လုပ်ပါစေတော့ဟုတ်ကဲ့အနီအခုပဲသွားတော့မယ်မိနီကသူ့အိမ်သူပြန်သွားပါတယ်ဝဝအလုပ်ကိုဖြည်းဖြည်းချင်းပြန်လုံးလိုက်ပါတယ်ညနေမှာတော့ဝဝအိမ်ပြန်မှုစိတ်လောနေပါတယ်ဝဝသူ့အလုပ်ကိုလက်စားတက်လိုက်ပါတယ်တင်းနေစီကနေပတ်စံယူပြီးတော့အိမ်ကိုပြန်ရောက်လာပါတယ်မိနီသမီးစီမီကွက်ကကောင်းတယ်မလားစီမီကွက်ကကောင်းပါတယ်အမေစီပဲနဲနဲလိုနေတာသမီးဦးလေးချက်တူရေးဆိုင်ကနေစီသွားဝယ်လိုက်အောင်မယ်မဟုတ်တာသမီးအချိန်မဖြုံးနဲ့အမေပဲသွားဝယ်လိုက်မယ်ဘဝကမရက်မနာပဲ9မိုင်ဝေးတဲ့ချက်တူရေးဆိုင်ကိုသွားလိုက်ပါတယ်အကိုချက်တူရေး IPS မှာအလုပ်လုပ်ဖို့အတွက်ဆိုရင်စာရွက်စာတမ်းတွေဘောပန်တွေလိုအပ်တယ်မလားမဟုတ်ဘူး IPS ကအလုပ်မှန်သမျှကိုကွန်ပျူတာနဲ့ပဲလုပ်ရတာတေချာစူးစမ်းပြီးတော့စာမှုဝက်ကိုဖြေမှာ IPS ကအရွေးခံရမှာဘဝဒါဟုကြတော့အရန်ကိုစိတ်အားထက်သန်သွားပါတယ်အဲ့ညမှာမိနီယာစာတွေကိုတညလုံးလုပ်ပါတယ်အဲ့လိုနဲ့ပဲ2ရက်3ရက်လောက်ကုန်သွားပါတယ်တရက်ညနေမှာတော့နီနီကမိနီစီကိုရောက်လာပါတယ်မိနီငါစာအုပ်တွေကိုယူလာတာငါတို့နှစ်ယောက်အတူထိုင်ပြီးတော့စာလုံးမလို့နေလောက်တာမှန်တယ်ငါလည်းအဲ့လိုလုပ်စေချင်တာဒါမှနေကငါ့ကိုကြည့်ပြီးတော့ငါနေ့ကိုကြည့်ပြီးတော့ဆရာထက်သန်မှုရကြမှာလေမိနီနဲ့နီနီကစာလုပ်လိုက်ပါတယ်ညနဲ့လာတော့နီနီကအိတ်လိုက်ပါတယ်ဒါပေမဲ့မိနီကတော့တညလုံးစာတွေထိုင်လုံးနေပါတယ်ဒီလိုနဲ့ပဲနောက်ထပ်9ရက်ကုန်သွားပါတယ်အမေမနေ့ပြန်သမီးဆောင်မွဲဖြေရတော့မယ်ဆောင်မွဲဖြေဖို့ဒေလီကတော်တဲ့ကိုသွားရမှာသမီးပတ်စံနည်းနည်းလောက်လို့တယ်သမီးစိတ်မပူပါနဲ့အမေအခုပဲတစ်ခုလုပ်ပေးမယ်ဘဝကသူစုထားတဲ့ပစ္စည်းတချို့ကိုထုတ်ပိုးလိုက်ပါတယ်ပြီးတော့ကာလူရဲ့ဆိုင်ကိုသွားလိုက်ပါတယ်ကာလူငါပစ္စည်းတချို့စုထားတာလေအဲ့ဒါကိုငါရောင်းဖို့ယူလာတာဟာဘာတွေများလိုအပ်နေလို့လဲဘဝရဲ့နေစုထားတဲ့ပစ္စည်းလာရောင်းနေရဆိုတော့မနှက်ဖြန်ငါသမီးက IPS စာမွေးဖြည့်ဖို့သွားမှလေဒေလီကတော့တဲ့ကိုအဲ့ဒါကြောင့်မလို့ပတ်စံတချို့လိုအပ်နေတာငါဒီပစ္စည်းတွေကို1000ပေးပြီးတော့ဝယ်မယ်ဟာမဟုတ်ဘူးကာလူငါပစ္စည်းတွေကဒီထက်မကတန်ဖိုးကြီးတယ်အဲ့ဒါဆိုရင်လည်းနင်တခြားတစ်ဆိုင်မှာသွားရောက်ပေါ့ကျက်တူရေးကနည်းနည်းဝေးဝေးမှထိုင်ပြီးတော့လက်ဖက်ရည်တောက်နေပါတယ်ဝဝနဲ့ကာလူကစကားတွေကိုနားထောင်နေပါတယ်ဝဝကအထုပ်တွေကိုမပြီးတော့ယူသွားတဲ့အချိန်ကျက်တူရေးကဝဝရဲ့အနောက်ကိုလိုက်လာပါတယ်ဝဝကိုတားလိုက်ပါတယ်ညီမဝဝအခက်တွေ့နေရလားဒီလိုအခက်ခဲနေတဲ့အချိန်တေချာမအကူညီလိုအပ်နေမှာပေါ့ငါကူညီပေးမယ်အခုတော့အိမ်ကိုပြန်လိုက်တော့ငါညာကြမှာပတ်စံယူလာပြီးတော့အိမ်လာခဲ့မယ်ချစ်တူရဲ့အကိုနေရတော့ကူညီတာများနေပြီနေရငါ့ရဲ့ငယ်တငယ်ချင်းဖြစ်ပြီးတော့ငယ်ငယ်လေးကတည်းကကူညီပေးခဲ့တာနောက်တစ်ယောက်ကလူကတော့ငယ်ငယ်လေးကလည်းခင်ခဲ့တာကိုမမှတ်ထားဘူးငါ့ကိုဆိုင်ရနေမောင်းထုတ်ပေါ်ကကြည့်ရင်တောင်းစားဖို့လာတဲ့သူကြားနေရပဲညနေရောက်သွားပါတယ်ချစ်တူရဲ့အိမ်ကနေပတ်စံတချို့ယူလာပါတယ်သူကဝဝရဲ့အိမ်ကိုသွားပြီးတော့တကားခောက်လိုက်ပါတယ်ဘဝ
ရော့ယူလိုက်အကူညီထက်လို့ရင်လည်းပြောငါကူညီပေးမယ်ဒီလောက်နဲ့တွေလုံလောက်ပါပြီဟာငါပြန်ပေးပါမယ်နော်ချက်တူကြီးအရင်ဆုံးငါ့အိမ်မက်လေးပြေးလာပါစေရောငါသမီးအစိုးရအလုပ်ရလို့ရှိရင်ငါဘဝရဲ့ပျော်ရွှင်မှုတွေလည်းပြည့်ဝသွားလိမ့်မယ်နောက်တစ်ရက်မှာတော့နီနီကမိနီစီကိုရောက်လာပါတယ်နီနီနဲ့မိနီကလိုအပ်တာတွေအားလုံးလွယ်ထဲထည့်လိုက်ပါတယ်ပြီးတော့ဒေလီသွားမဲ့ကားမှာထိုင်လိုက်ပါတယ်မိနီကစာမှုပွဲဖြေလိုက်ပါတယ်စာမှုပွဲကမိနီအတွက်ရမ်းအောင်လွယ်ပါတယ်သူမေကုန်းတိုင်းကိုအကုန်ဖြေနိုင်ပါတယ်နီနီလည်းစာမှုပွဲကိုအကောင်းဆုံးဖြေနေပါတယ်မသိလိုက်ဖ ೇನೆ အချိန်3နာရီကကုန်သွားပါတယ်မိနီနေစာမှုပွဲဖြေနိုင်လားဖြေနိုင်တယ်ငါတွေးရထက်တောင်ပို့ပြီးတော့ဖြေနိုင်တယ်တော်တော်လွယ်တာတခြားငက်တွေတော့ငါတို့ကိုကြောက်တမင်လောက်တာပဲငါလည်းဖြေနိုင်ပါတယ်ဒါမဲ့အဲ့လောက်တော့မဟုတ်ကြည့်ရတာငါကြိုးစားမှုနည်းသွားရဲ့ထင်တယ်တငယ်ချင်းတယောက်အိမ်ကိုပြန်သွားပါတယ်သူတို့ကကားပေါ်မှာထိုင်ပြီးတော့စကားပြောပြီးတော့လာနေပါတယ်မိနီကတော့ဒီနေ့ဖို့ပို့ပြီးတော့ပြောနေပါတယ်ဝဝမိနီကိုဖတ်လိုက်ပါတယ်အမေသမီးအမေကိုဘယ်တော့မှစိတ်ဆိုးအောင်မလုပ်ပါဘူးအမေသမီးအပေါ်အမေအပြေးဝယုံကြည်တယ်သမီးစာမှုပွဲကိုတေချာစူးစမ်းပြီးတော့ဖြေခဲ့မယ်ဆိုတာတရက်မှာတော့ဝဝအိမ်ကိုငှက်တကောင်ကအစိုးရကနေလာတဲ့စားတစ်စောင်ယူလာပါတယ်ခုံပြူပါတယ်အမရဲ့သမီး IPS ရဲရရှိတူဖြစ်သွားပါပြီဒါကိုကြတော့ဝဝပျော်လွန်းလို့မျက်ရည်တွေကျလာပါတယ်ငါရဲ့အနစ်နာခံမှုတွေအယောင်ပြန်လာခဲ့ပြီငါသမီးကငါအိမ်မက်ကိုပြည့်အောင်လှုပ်ပေးလိုက်ပြီပဲမိနီသမီးဘမလဲဝဝအမြန်မဲ့အိမ်ထဲကိုဝင်သွားပါတယ်သူ့သမီးကိုဖက်လိုက်ပါတယ်အမေသမီးမနေ့ကလေးကတိတာသမီးတေချာပေါင်းလုံးနိုင်မယ်လို့အမေနီနီလည်းဘာဖြစ်မလဲမသိဘူးသမီးသူ့ကိုသွားမေးလိုက်အောင်မယ်မိနီကနီနီအိမ်ကိုသွားဖို့လှုပ်သေးတော့မှရှိသေးရဲ့နီနီကလည်းမိနီရဲ့အိမ်ကိုရောက်လာပါတယ်မိနီငါတို့ရွေးချယ်ခံရတဲ့10ယောက်ထဲမှာမပါဘူးနေရောနေလည်းပြအောင်နီငါတငယ်ချင်းငါ IPS စာမိုးဝဲမှာထိတ်ဆုံးကနေအောင်ခဲ့တယ်ပြီးတော့ငါရွေးချယ်ခံလိုက်ရပြီနီနီကမိနီကိုဖတ်လိုက်ပါတယ်ငါဝမ်းမနေပါဘူးငါရွေးချယ်မခံရလဲဘာဖြစ်လဲငါတငယ်ချင်းမိနီရောရွေးချယ်ခံရတယ်လေတောထဲမှာရှိတဲ့ငှက်အကြီးငှက်အငယ်ပေါင်းစုံဝဝအိမ်ကိုလာပြီးတော့မုတ်နေလာပေးပါတယ်ဝဝဒီမုံအချို့ကမိနီ IPS မှာရွေးချယ်ခံရတဲ့အတွက်ယူလာပေးတာမိနီသမီးအန်တီကိုမမေ့နဲ့နော်သမီးဦးလေးကလူရဲ့ဆိုင်ရာတေးသေးလေးပဲရှိသေးရဲ့ဒါမဲ့သမီးကရဲရရှိဖြစ်လာပြီဆိုတော့အန်တီသမီးအခုလိုအောင်မြင်လာတာသမီးနဲ့အမေအတွက်ပဲမဟုတ်ပါဘူးတတော်လုံးအတွက်ကောင်းကျိုးရအောင်ပါအဲ့လိုနဲ့ပဲမိနီက IPS ရဲရရှိအဖြစ်ရွေးချယ်ခံလိုက်ရပါတယ်ပြီးရဲ့နောက်မှာတော့မိနီကရဲတပ်ဖွဲ့တွေအနေနဲ့အမေရဲ့အိမ်ကိုပြန်ရောက်လာပါတယ်အရှိမကားတစ်စီးအနောက်မှာစိုက်ကယ်နဲ့မိနီကအဖြူအောင်ကားမှာထိုင်စီးပြီးတော့အမေအိမ်ကိုရောက်လာပါတယ်ချစ်ရတဲ့တငယ်ချင်းတို့စူးစမ်းအားထုတ်မှုဇွဲမလျှော့သရွေ့အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်ဘလောက်ပဲခက်ဆက်ရထက်သန်မှုရှိမယ်ဆိုရင်အခက်အခဲတိုင်းကိုလွယ်ကူစွာရသွားပါလိမ့်မယ်လမ်းကဘလောက်ပဲကြမ်းတမ်းပါစေအတူရှိပေမဲ့ကိုယ့်လူတွေသာရှိရင်လမ်းလွယ်ကူသွားပါတယ်တငယ်ချင်းတို့ဒီပုံမြင်ကိုသဘောကျရင် like ပေးပြီးတော့တငယ်ချင်းတွေကိုလည်း share လုပ်ပေးပါဦးပြီးတော့ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်တောတစ်ခုမှာကြီးမားတဲ့တပ်ပင်တစ်ပင်ရှိပါတယ်ဝဝကအဲ့ဒီထဲမှာအတိုက်ဆောက်ထားပါတယ်တရက်မှာတော့သူ့အတိုက်ထဲမှာလင်းဝဲနေတဲ့ရွှေဦးလေးတစ်လုံးတွေ့လိုက်ပါတယ်သူ့ရောင်းကိုပြောသွားပါတယ်သူကပြန်ပြီးတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းစိတ်စီကိုသွားလိုက်ပါတယ်စိတ်ငါ့ရဲ့ချစ်လောက်ဆိုတော့တငယ်ချင်းငါနေ့ကိုဒီနေ့ပြစရာတစ်ခုရှိတယ်နေတခါမှမြင်မှုမှတော့မဟုတ်ဘူးနော်ဒါမဲ့ဒါကငါတို့နှစ်ယောက်ကြားမှာရှိရလှုပ်ဝက်ချက်အဖြစ်ဂရိပေးရမယ်ဝဝနင်ကငါ့ရဲ့အသက်ပါလှုပ်ဝက်ချက်တိုင်းငါစိတ်ထဲမှာပဲရှိနေမယ်နင်ရဲ့ဝမ်းနည်းမှုပျော်ရွှင်မှုဘာပဲဖြစ်ဖြစ်ငါ့ကိုပြလို့ရရင်လေဘဝသူ့ရဲ့အတိုက်ထဲကြီးခေါ်သွားလိုက်ပါတယ်ပြီးတော့ရွှေဥတွေကိုပြလိုက်ပါတယ်စိတ်ရဲ့မျက်လုံးမှာလောဘတရားမဟုတ်ဘဲမယုံနိုင်လောက်အောင်အံ့ဩတဲ့အကြည့်ရည်နဲ့ပြည့်နေပါတယ်ဒါဥပဲမဟုတ်ဘူးနော်ငါတို့ရှေ့ဆက်ရမယ့်အနာဂတ်အတွက်မယုံနိုင်လောက်တဲ့အိမ်မက်ပဲငါနေ့ကိုလှုပ်ဝက်ချက်ဘာလို့ပြလဲဆိုရင်နင်းနဲ့အတူပျော်ရွှင်မှုတွေကိုဝေမျှခြင်းလို့ငါတို့နှစ်ယောက်ပေါင်းပြီးတော့ဒီဥကိုစောင့်ရှောက်ကြမယ်လေနင်းရဲ့အပျော်ရွှင်ဆုံးအရာတွေငါ့ကိုမျှဝေခြင်းနဲ့ပေါ့အရန်ကောင်းတာပဲငါအချိန်တိုင်းနင်းမမှာပဲရှိနေမယ်စိတ်မပူနဲ့နော်အဲ့လိုပြောပြီးတော့စိတ်ကသွားလိုက်ပါတယ်ညနေကျတော့စိတ်ကကာလူကိုတွေးလိုက်ပါတယ်
သူကလောဘကြောင့်လှည့်စားမှုကိုခံရတော့မှာပါဘလို့လဲစိတ်ငါကြားရတော့နင့်မှာလျှို့ဝှက်ချက်တချို့ရှိနေရဲ့ဆိုငါတို့ရဲ့အခက်အခဲကိုလည်းအဝေးရအောင်လုပ်ပေးနိုင်တယ်လေဒါမှားတယ်ကာလူဒါဝဝရဲ့ပိုင်ဆိုင်မှုပါပြီးတော့ तू ကငါ့ရဲ့တငယ်ချင်းလေတငယ်ချင်းဟုတ်လားဘလို့တငယ်ချင်းလဲနေက6သွတဲ့အရွက်တွေကိုစားနေတဲ့အချိန် तू ကရွှေတွေရှိတဲ့အတိုက်မှာနေရတတိယအောင်နေအခုထိအကျွေးတွေကိုကောက်အောင်စားရသေးတာမဟုတ်ဘူးနေငါ့ကိုကူညီပေးငါတို့တယောက်တစ်ဝက်ခွဲယူကြမယ်လေစိတ်ကသူ့သားသမီးတွေကိုအစာငက်ခံထားရတဲ့နေ့တွေကိုတွေးပြီးတော့သူရှုံးသွားပါတယ်ကောင်းပြီငါရဲ့အခက်အခဲတွေအတွက်ငါလုံးဝဖြစ်မယ်ညမမှောင်နေတဲ့အချိန်စိတ်ကအတိုက်ထဲကိုခိုးပြီးတော့ဝင်သွားပါတယ်သူကရွှေဥကိုယူပြီးတော့အဲ့ဒီစာမြေကြီးနဲ့လှုပ်ထားတဲ့ဥတွေအစားထိုးလိုက်ပါတယ်ပြီးတော့ငါဒီမှာတစ်စက္ကန့်တော့မနေနိုင်တော့ဘူးစိတ်ကဥကိုယူပြီးတော့ပြေးသွားပါတယ်စိတ်ကခြုံမုတ်ကြားထဲမှာကာလူးနဲ့ချိန်လိုက်ပါတယ်မိုက်လိုက်တာနောက်ဆုံးတော့ငါတို့လက်ထဲကိုရွှေတွေရောက်လာခဲ့ပြီပဲငါသိသားပဲအခက်တွေ့နေတဲ့အကောင်တွေဘာမှမဆိုလှုပ်ခိုင်းလို့ရတယ်လာငါ့ကိုအခုပေးလိုက်တော့စိတ်ကလေးလံတဲ့စိတ်နဲ့ကာလူးကိုရွှေဥပေးလိုက်ပါတယ်သူ့စီမှာရွှေဥပါယုံတာမကဝဝရဲ့ခင်မင်မှုတွေပါနေပါတယ်ကာလူးငါတို့အမားလုံးမိနေပြီလားဝဝကိုငါဘလို့မျက်နှာပြရတော့မလဲသူ့ရဲ့ယုံကြည်မှုကိုဖျက်ဆီးပြီးတော့ရလာတဲ့တန်မိုးအတွက်ငါစိတ်တွေအေးချမ်းနိုင်မှာမလားစိတ်အေးချမ်းမှုဟုတ်လားအယူစိတ်အေးချမ်းမှုဆိုတာကစီးစိမ်နေပေါ်မှာပဲရှိတာငါတို့စီမှာကလိုအပ်မှုတွေပဲရှိတာဒီရွှေရင်းနဲ့ငါတို့ရဲ့လိုအပ်ချက်တွေအကုန်ပြည့်သွားလိမ့်မယ်လက်တလောတော့ဝဝရှိရနေရှောင်နေလိုက်လीလောကမှာဘယ်ရင်းနှီးမှုမှစီးစိမ်နေလောက်မခိုင်ပါဘူးနင်မားတဲ့ကာလူငါဒီနေ့ချိုးပြတ်ခဲ့တာလောကမှာရှိတဲ့ရွှေတွေထက်တန်မိုးရှိဆုံးရင်းနှီးမှုပဲငါ့ကိုဒီလောက်ရက်ကအမြဲတမ်း6လက်နေတော့မှာငိုရာတွေဘာတွေတော်လိုက်ပါတော့ဟာငါတို့လိုချင်တာရပြီပဲလေအခုသွားပြီးတော့အနားယူလိုက်တော့မနေ့ကျရင်ငါတို့ဒီရွှေကိုရောင်းရမယ်ပြီးရင်ဖြစ်နိုင်ဝဝရဲ့ဝဝေးမှာနေစိတ်ကလေးလံတဲ့စိတ်ကိုယူပြီးတော့ပြန်သွားပါတယ်သူ့စီမှာရွှေဥလေးလုံးမရှိပေမဲ့ဒဏ်ရာလေးခုတော့ရလာပါတယ်တစ်ခုကလှည့်စားမှုတစ်ခုကလောဘကြီးမှုတစ်ခုကတော့အဖြစ်ရှိစိတ်အဲ့ဒီစိတ်ကြောင့်တညလုံးလေးလံနေခဲ့ပါတယ်မနေ့ရောက်တော့ငါရဲ့ဥတွေဘယ်ရောက်ကုန်တာလဲဒီနေရာကိုစိတ်တယောက်ပဲသိရလေ။ तू ကစိတ်ကိုအတန်ပေးလိုက်ပါတယ်။စိတ်ကရောက်မလာခဲ့ပါဘူး။ तू ကအကူကြီးအတွက်စက်တူရေးမှနဲ့စက်တူရေးထီးစီကိုသွားလိုက်ပါတယ်။အရင်လည်းဒေါသထွက်နေပါတယ်။စက်တူရေးကိုစက်တူရေးမှငါတော့အားလုံးကိုဆုံးရှုံးသွားပြီ။ငါရဲ့ရွှေတွေမဟုတ်ဘဲနဲ့ငါရဲ့ယုံကြည်မှုတွေငါ့ကိုမလိမ်မဲနဲ့အမှန်တိုင်းပြောပြပေးပါ။ငါရဲ့တငယ်ချင်းကငါ့အပေါ်ကိုအခုလိုလုပ်နိုင်လား။ကျက်တူရေးမှာကျက်တူရေးထီကသူတို့ရဲ့အစွမ်းနေနဲ့မင်းညဖြစ်ပျက်ခဲ့တဲ့မြေငွေကိုကြည့်လိုက်ပါတယ်။ဝဝနင့်ကိုပြောပြဖို့စိတ်မကောင်းဖြစ်မိရဲ့။ဒါပေမဲ့လည်းဒီလောက်ရဲ့အဓိကလှုပ်ဆောင်သူကစိတ်ပဲလေ။ငါတို့သူ့ကိုကာလူးနဲ့လည်းတွေးလိုက်တယ်။ဝဝချေမခံနိုင်တော့ပဲရမ်းကိုငိုလိုက်ပါတယ်။စိတ်ဟုတ်လားငါတင်တာသူကငါရဲ့အရေးပေါ့ငါတို့တမိုးအကြီးဆုံးလှုပ်ဝက်ချက်ကိုတော့ပြောပြခဲ့တာ။ तू ကဘာလို့ဒီလိုလုပ်ရတာလဲငါတို့ရဲ့ခင်မင်မှုကဒီရွှေထက်တောင်မှတန်ဖိုးမရှိတော့ဘူးလားငါအခုမသူ့ကိုရုံရတော့မှလဲရွှေဥကိုရပြီးတဲ့နောက်စိတ်ကပျော်ပျော်ရွှင်ရွှင်နဲ့ကာလူးစီကိုသွားခဲ့ပါတယ်ဒါပေမဲ့လောဘကြီးရဲ့ကာလူးဟာစိတ်ကိုလှည့်စားလိုက်ပါတယ်ဘာတွေပြောနေရလဲစိတ်နင်တကယ်အဲ့လိုတွေးလိုက်တာလားငါဒီရွှေကိုနင်နဲ့မျှဝေမယ်လို့နင်အလုပ်ပြီးသွားပြီအခုနင်သွားလို့ရပြီကာလူးကစိတ်ကိုကန်ပြီးတော့ဥကိုသူ့အကုန်ယူသွားပါတယ်စိတ်ကမြင်မြင်မှလဲတော့ပါတယ်သူ့စီမှာဝဝရဲ့ခင်မင်မှုလည်းမရှိတော့သလိုရွှေလည်းမရှိတော့ပါဘူးငါ့ကိုလည်းလှည့်စားခဲ့တယ်ငါလောဘကြီးမှုရဲ့အပြစ်ပဲငါတငယ်ချင်းရဲ့ယုံကြည်မှုကိုဖျက်ဆီးခဲ့တာပြန်လှန်နေနဲ့ငါလည်းလှည့်စားမှုပဲရခဲ့တာဒီရွှေကငါ့အတွက်ငရဲတစ်ခုဖြစ်သွားတာပဲအပြစ်ရှိစိတ်နဲ့ရက်စိတ်တွေအပြည့်နဲ့နောက်တစ်နေ့မနက်မှာစိတ်ကဝဝစီကိုရောက်လာပါတယ်စိတ်ကလုံးဝကိုရင်ကျိုးပြီးတော့ငိုယိုပြီးတော့ဝဝရဲ့အရှိမဒူးထောက်ပြီးတော့ထိုင်လိုက်ပါတယ်ဝဝငါ့ကိုခွင့်လွတ်ပါငါသိပါတယ်ငါမှနင့်စီကခွင့်လွတ်မှုရဖို့မတန်ဘူးဆိုတာဒါပေမဲ့ငါ့ရဲ့နာကျင်မှုတွေကိုမခံစားနိုင်တော့ဘူးငါ့ရဲ့လောဘကြီးမှုကမျက်မမြင်ဖြစ်အောင်လုပ်လိုက်တယ်အဲ့ရွှေထက်ပိုပြီးတော့တန်မိုးကြီးတာငါတို့ရဲ့ယုံကြည်မှုပါဒါပေမဲ့ငါကချိုးဖျက်ခဲ့တယ်ငါကဘယ်တော့မှခွင့်လွတ်နိုင်မှာမဟုတ်ဘူးဝဝကြည့်လိုက်တော့သူ့ရဲ့မျက်ဝန်းမှာနာကျင်မှုတွေပါရှိနေပါတယ်ဒေါသမထွက်တော့ဘဲနဲ့ခွင့်လွတ်ရမယ်ဟုတ်လားငါနင့်ကိုခွင့်လွတ်ပေးမယ်လी
ဘာလို့လဲဆိုတော့လောဘကြီးမှုကအရာတိုင်းကိုနာကျင်မှုတွေထိချင်မှုတွေပဲပေးနိုင်တာငါသိတယ်ဒါပေမဲ့နင်တကယ်ပဲတွေးလားငါတို့ရဲ့ရင်းနှီးမှုကအရင်လိုမျိုးပြန်ဖြစ်မယ်လို့ဘိုးဘကအသက်ပြင်းပြင်းရှူပြီးတော့ပြက်စီးသွားတဲ့ယုံကြည်မှုမှာအခုတော့ချောက်လက်မှုတွေပဲရှိတော့တယ်ငါရဲ့ယုံကြည်မှုတွေဘယ်တော့မှမရနိုင်တော့ဘူးငါတငယ်ချင်းငါနဲ့ကိုခွင့်လွှတ်ပေးနိုင်ပါတယ်ဒါမဲ့နောက်ထပ်ဘယ်တော့မှလှုပ်ဝက်ချက်နဲ့စိတ်ထဲရှိတဲ့စကားတွေကိုမပြောနိုင်တော့ဘူးစိတ်ကဘာမှမပြောနိုင်ပဲပျော့ခွေသွားပါတယ်ဘဝရဲ့ဆုံးဖြတ်ချက်ကကာလူရဲ့လှည့်စားမှုထက်တောင်ပိုပြီးတော့ပြင်းထန်ပါတယ်လောဘကြီးမှုကတငယ်ချင်းတစ်ယောက်ရဲ့ဂျားထဲမှာရှိတဲ့ခင်မင်မှုကိုလုံးဝဖျက်ဆီးပစ်လိုက်ပါတယ်အခုတော့ယုံကြည်မှုကလည်းနေဝင်စည်းစာလိုပဲတဖြည်းဖြည်းပြောက်ကွယ်သွားပါတယ်